အာရှအမျိုးသမီးချန်ပီယံလိဝင်ရောက်ကန်တော့မယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု ARD FC အသင်းကတော့ဒီရပိုင်းလေးအတွင်းမှာပဲအာအသင်းဘွယ်ရာလူစင်းတွေကိုထပ်မံဖြည့်တင်းလိုက်ပြီးတော့အကောင်းဆုံးပုံစံတွေတိစောက်နေတာကိုတွေ့ရပါတယ် ARD FC အသင်းဟာနောက်ထပ်ဂျပန်ကစားသမား9ဦးကိုထပ်မံအားဖြည့်တင်းလိုက်သလိုအပြင်ကိုအမေရိကန်လူမျိုးတောင်မတိုက်စစ်ကစားသမားမက်ကန်နာဒါဗစ်ဆင်ကိုလည်းထပ်မံပြီးတော့ခေါ်ယူအားဖြည့်လိုက်တာကိုအာအသင်းဘွယ်ရာတွေ့လိုက်ရပါတယ်အဲ့လိုမျိုးထိတ်တန်းပလေယာတွေကိုခေါ်ယူအားဖြည့်လိုက်တဲ့အပြင်ကျွန်တော်တို့ရေစနာဘုံကထိတ်တန်းတိုက်စစ်မှုတူဦးဖြစ်တဲ့ကျွန်တော်တို့မြန်မာလက်ရေးစင်ဝင်းသိန်းကြီးထုံးတို့ကိုလည်းထပ်မံပြီးအားဖြည့်ထားတယ်ထပ်ပြီးတော့လည်းလေးမြင့်မိုးမေတ္တမိုးမြင့်ဇင်မိုးပြည့်စတဲ့ပလေယာတွေကိုပါခေါ်ယူထားတာကိုလည်းတွေ့ခဲ့ရပါတယ်အခုလိုမျိုးအနီးကပ်မှပလေယာတွေကိုဖြည့်လိုက်ရတာဟာအာရှချန်ပီယံလိပြိုင်ပွဲအတွက်အချိန်လောင်းငါမှုရှိပါမလားဆိုတာတော့ကျွန်တော်တူဦးတယောက်တည်းအမြင်အရစိုးရင်စိတ်ကလေးနည်းနည်းတော့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ARD FC အသင်းဟာဒီလိုမျိုးပလေယာတွေအကုန်လုံးကာလာတုံနဲ့ခေါ်လိုက်တယ်။ဒါပေမဲ့လည်းအခု၄ချင်းချိန်ကအများဆုံးရတာမှာ2ပတ်ပဲရှိတယ်။2ပတ်တောင်မပြည့်ဘူး။တစ်ပတ်ကျော်ပဲရှိတယ်။လာမဲ့18ရက်နေ့ကနေစပြီးတော့ပွဲစဉ်တွေကကန်ရတော့မယ်18ရက်နေ့23ရက်နေ့ထိ19 20 23 3ရက်ပဲချားတယ်တပွဲကိုအဲ့ခါကျတော့၄ချိန်ပြေဝမှုရှိပါမလားပြီးတဲ့အခါမှာဒီထက်ခေါ်ထားတဲ့ player တွေအကုန်လုံးနဲ့လက်ရှိ ARD FC ကစားနေကြပုံမှန် player တွေနဲ့ဘယ်လိုမျိုးသူတို့သွားမှာလဲတခြား player တွေရောဘယ်လိုပုံစံမျိုးတွေနဲ့ပွဲထုတ်ခွင့်ပေးမှာလဲဆိုတော့တကယ်လို့မှစိတ်ဝင်စားဖို့ကောင်းလာပြီဖြစ်ပါတယ်အဲ့ဒါကြောင့်လဲလာမယ့်18ရက်နေ့စပြီးတော့ပွဲဥတဲ့ကန်ရမယ်စင်ကာပူအသင်း FC Juro နဲ့အသင်းမှာဘယ်လိုမျိုးပွဲဥထွက်လာမလဲဘယ် player တွေဦးစားပေးပြီးပွဲထွက်လာမလဲဆိုတာကိုမှအင်တောင်မှစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့ captain ကဘယ်သူဖြစ်လာမလဲဒါတွေအကုန်လုံးကိုကျွန်တော်18ရက်နေ့ညနေ4နာရီမှာကျွန်တော်အကုန်လုံးမြင်တွေ့ခွင့်ရမှာလဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ ARD FC အသင်းဟာအကောင်းဆုံးပုံစံနဲ့တိစောက်နေပြီးလက်ရှိခေါ်ယူထားတဲ့ကစားသမားတွေနဲ့လည်းလိုင်ယွန်ကြီးတွေဖြစ်အောင်နေ့စဉ်သူတို့ training ပုံမှန်ဆင်းနေပြီးအကောင်းဆုံးပုံစံတွေနဲ့တိစောက်နေရလို့တော့တွေ့ရပါတယ်နောက်တစ်ခုကတော့ ARD FC က ISB ရဲ့နီးပြချုပ်ဖြစ်တဲ့ဒေါ်ဆဆန်းသိန်းကို hash ကိုချင်းအနေနဲ့သူတို့အသင်းကိုကာလာတို့ခေါ်လိုက်တာပဲဖြစ်ပါတယ်ဒါကတော့နားလည်မှုသဘောအရဒီအာရှချန်ပီယံလိပြိုင်ပွဲကိုနိုင်ငံအဆင့်သတ်မှတ်ပြီးတော့သတ်မှတ်ထားတာကြောင့်လဲဒေါ်ဆဆန်းသိန်းကို hash ကိုချင်းအနေနဲ့ကာလာတို့ခေါ်လိုက်တာဖြစ်မယ်ဒါပေမဲ့ကျွန်တော်လက်ရှိ ARD FC ရဲ့နီးပြချုပ်ဖြစ်တဲ့ဂျပန်လူမျိုးနီးပြကြီးနီးပြပေါ့နော်ဂျပန်လူမျိုးနီးပြကူမီခိုတာရှီရိုကဘာတွေဆက်ဖြစ်သွားမှာလဲအဲ့တော့ဘသူက hash ကိုချင်းအဓိကကိုချင်းအနေနဲ့ထွက်လာမှာလဲဆိုတာလဲကျွန်တော်တို့18ရက်နေ့မှမြင်ရမယ်ကျွန်တော်တို့နားလည်ထားတာကတော့နီးပြ2ယောက်လုံးကင်တယ်သွားမယ်လို့တော့ထင်တယ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကူမီကိုတာရှီရိုတက်စားလို့ရှိရင်ဒေါ်ဆဆန်းသိန်းကပို့ပြီးတော့ပြတ်သားမှုရှိတယ်လို့လည်းမြင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေအကုန်လုံးကိုဖိတ်ပြီးတော့စက်တင်ဘာ14ရက်နေ့ညနေပိုင်းက Star City ကဒီကွင်းမှာပြုတ်လုသွားတဲ့လေ့ကျင့်ကွင်းမှာပြုတ်လုသွားတဲ့နေ့ကအင်တာဗျူးဖြေတဲ့နေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်နီးပြကြီးကူမီကိုတာရှီရိုကနေပြီးတော့သူအင်တာဗျူးသတင်းတော်တွေမေးတဲ့အချိန်မှာပြည်သက်ကိုဒီအုပ်စုခြေစစ်ပွဲအဆင့်ကနေဖျက်ချော်နိုင်မလားလို့မေးတဲ့အချိန်မှာဂတိတောင်းတဲ့အချိန်မှာ तू ကအဲ့လိုမျိုးပြက်ပြက်သားသားဂတိတစ်ခုတော့မပေးနိုင်ခဲ့ဘူးသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့လှုပ်ပြသွားမယ်စောင့်ကြည့်ပါအောင်ပြိုင်ပွဲလို့ဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောသွားတယ်ဒီ3သိန်းလုံးကိုဖျက်ချော်နိုင်မလားမဖျက်ချော်နိုင်ဘူးလဲဆိုတဲ့အပေါ်ကိုသူပြည်သက်တွေကိုပြန်ပြီးတော့ဂတိမပေးခဲ့တာဂတိမပေးနိုင်ခဲ့ဘူးပေါ့နော်အရင်ကျွန်တော်တို့ ISB အသင်းဒီပြဒေါ်ဆဆန်းသိန်းသူတို့တုံးကအာချချန်ပီယံလိကန်ခဲ့တဲ့ခြေစစ်ပွဲတုံးကဆိုသူတို့ကြော်ဖြတ်မယ်ဆိုတာကိုဒီအုပ်စုဒီခြေစစ်ပွဲအဆင့်နဲ့ကြော်ဖြတ်သွားပြီးအုပ်စုဆင့်သွားမယ်ဆိုတာကိုသူဂတိခံနိုင်တယ်အဲ့ဒါမျိုးတော့ကွာခြားထားတာလေးတော့တွေ့ရတယ်အဲ့ဒါကြောင့် ARD FC ကိုဒေါ်ဆဆန်းသိန်းကဒီကာလာတူအငှားနဲ့ရောက်လာတဲ့အပေါ်တော့တကယ်ကိုမှဘဝင်ကြမိတာတော့ရှိတယ်ဒါပေမဲ့ARD ရဲ့ဒီပြချုပ်ဒီကူမီခိုတာရှီရိုမှာလည်းသူ့ရဲ့နေစနစ်တွေကောင်းမွန်တာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာကူစားပြူ ARD FC အသင်းအနေနဲ့ကျွန်တော်တို့အသင်း3သင်းလုံးကိုကြော်ဖြတ်မယ်ခြေစစ်ပွဲအောင်မယ်အုပ်စုအဆင့်ကိုသွားမယ်အုပ်စုအဆင့်ကနေလည်းနောက်ထပ်ကျွန်တော်တို့ semi final တို့ final တို့ quarter final တို့အထိကိုတက်ရောက်နိုင်ခဲ့မယ်ဆိုရင်နောက်နှစ်တွေမှာမြန်မာအသင်းရဲ့ပုံရိပ်တွေဟာမြင်မာလာမယ်ဆိုတာကိုလည်းယုံကြည်တယ်အခါကျရင်ကျွန်တော်တို့နိုင်ငံကနေပြီးတော့ဒီအာရှချန်ပီယံလိအတွက် slot 2နေရာလောက်မရနိုင်ဘူးလို့လည်းမပြောနိုင်ဘူးအခုလိုမျိုးပုံစံတွေတိစောက်နေတာကိုသဘောတော့ကျတယ်ဒါပေမဲ့ဒီခြေစစ်ပွဲအောင်ဖို့ကအရေးကြီးတယ်အဓိကသတိထားမယ်အသင်းဟာလည်းတရုတ်တိုင်ပေအသင်းဖြစ်တဲ့23ရက်နေ့မှာကန်ရမယ်တရုတ်တိုင်ပေအသင်းဟာအင်ပတန်မှာအဆင့်မြင့်တဲ့အသင်းတစ်သင်းဆိုရင်လည်းမမှားဘူးကျွန်တော်တို့ဒီ FIFA Club Ranking အမျိုးသမီး Club Ranking ရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာအသင်းကဒီကမ္ဘာဒီ Ranking ဆိုလို့ရှိရင်15မှာရှိတယ်တရုတ်တိုင်ပေအသင်းကတော့ကျွန်တော်တို့မြန်မာအသင်းနဲ့အများကြီးမြင့်တယ်10လားမသိဘူးဒါပေမဲ့တခြားအသင်းတွေကတော့ကျွန်တော်တို့ထက်နေတဲ့နေရာမှာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးပုံစံနဲ့သွားမယ်ဒီခြေစစ်ပွဲကို
အောင်လောက်ကြမယ်ပြီးလို့ရှိရင်အုပ်စုဝဲကိုသွားမယ်အုပ်စုကနေပြီးတော့နောက်တစ်ဆင့်တက်နိုင်အောင်ကျွန်တော်ကြိုးစားမယ်ကျွန်တော်အရင်နှစ်တွေတော့ ISB ရှေ့နှစ်မှာပြန်ခဲ့တာရှိတယ်ဒါပေမဲ့လည်းအုပ်စုအဆင့်မှာတကယ်ထိတ်တဲ့အသင်းတွေဖြစ်တဲ့စတူဝွန်တို့တိုဂျိုဗာရီတို့ပြီးလို့ရှိရင်နေခွေအောင် FC တို့ပေါ့နော်မြောက်ကိုရီးယားအသင်းတွေနဲ့တွေ့တယ်ဒါပေမဲ့ကျွန်တော်တို့ထက်အဆင့်အများကြီးမြင့်တဲ့အသင်းတွေနဲ့တွေ့တဲ့ခါကျတော့ကျွန်တော်တို့တွေဒီအုပ်စုအဆင့်မှာပဲကျင်းတတ်လိုက်ရတယ်ကျွန်တော်တို့နဲ့ရှင်ပြိုင်ခဲ့တဲ့အသင်းတွေကပဲဒီတိုဂျိုဗာရီအသင်းနဲ့နေခွေအောင် FC အသင်းဟာဒီဘိုလူဝဲမှာပြန်တွေ့တယ်အဲ့အချိန်မှာမြောက်ကိုရီးယားအသင်းဖြစ်တဲ့နေခွေအောင် FC ကတိုဂျိုဗာရီအသင်းဖြစ်တဲ့ဂျပန်အသင်းကိုနိုင်ပြီးတော့အာရှချန်ပီယံအမျိုးသမီးအာရှချန်ပီယံလေးကိုဘူဆွဲခွင့်ရခဲ့တယ်အဲ့တော့ကျွန်တော်တို့မှာအတွေ့အကြုံကောင်းတွေများစွာရှိတယ်နီးပြချုပ်ကြီးအဖြစ်ယာယီလာတဲ့ဒေါ်ဆန်းဆန်းသိန်းARD FC ကိုရောက်လာတာလေဒီကေဟိုမှကောင်းမွန်တဲ့အခြေအနေတရက်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့အာရှချန်ပီယံလိခြေစစ်ပွဲကိုကန်မှုတဲ့အတွေ့အကြုံရှိတဲ့ကျွန်တော်တို့ဒါအတွေ့အကြုံရှိတဲ့နီးပြတူလည်းပါလာပြီးเนาะဂျပန်နီးပြကြီးလည်းရှိမယ်အဲ့ခါကျတော့ကျွန်တော်တို့ ARD FC အသင်းကိုအများကြီးမျှော်လင့်ထားလို့ရတယ်မျှော်မှန်းလို့ရတယ်လာမဲ့18ရက်နေ့2ရက်ပဲလို့တော့တယ်18ရက်နေ့23ရက်နေ့ထိတူနာခွေမှာညနေ4နာရီမှာရှင်ပြိုင်ကစားသွားမဲ့ပွဲစဉ်တိုင်းကိုကျွန်တော်တို့စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။ရင်ခုန်မျော်လင်းနေပဲပရိသတ်တွေနဲ့ထပ်တူစောင့်မျှော်ခံစားနေရမှာပါခင်ဗျာ။